ခင်ဗျားဘောကမှာတစ္ဆာတရားဆိုတဲ့စကားကိုကြားလို့ပါလူတရားကတစ္ဆာရှိမရှိကျွန်တော်တို့ဘယ်လိုဆုံးဖြတ်ကြမလဲဘာနဲ့ဆုံးဖြတ်လို့ရလဲခင်ဗျားတွေးကြည့်ပြီလားဒီကဆရာကိုတန်းတွင်းရဲ့တိုလီမိုလီလူဆိုတဲ့ကြပြတွေကကြပြစာကြောင်းတစ်ခုပေါ့နော်မင်းမှာတဲ့အယောင်မရှိဘူးလို့ပြောတယ်တဲ့အဲ့ဒါကြောင့်မလို့မင်းကအဖြူအောင်ဆိုတာငါမယုံလူတရားကအယောင်မရှိဘဲနဲ့အဖြူအောင်ဆိုလို့ရှိရင်ဒါအဖြူအောင်မဟုတ်ဘူးခင်ဗျားကအယောင်တစ်ခုခုရှိကိုရှိဖို့လို့အဲ့လိုအယောင်တစ်ခုရှိမှအဖြူအောင်ဆိုတာကိုကျွန်တော်တို့လက်ခံပြရမယ်ပေါ့နော်အကယ်လို့ဒီလူမှာဘာယုံကြည်ချက်မှလည်းမရှိဘူးဘာခံချက်မှလည်းမရှိဘူးဆိုရင်သူကအဖြူအောင်ဆိုတာဒီအခိုက်အတန့်ခဏပဲဗျာအယောင်တစ်ခုခုနဲ့ကြုံတွေ့ရင်မဖြစ်ဖြစ်ဒီလူတွေကပြောင်းလဲသွားမှာပေါ့နော်လူတယောက်မှာဘဝယုံကြည်ချက်ဒါမှမဟုတ်လို့ရှင်ခံချက်တစ်ခုရှိရမယ်ပေါ့ဒါပြီးသွားပြီပေါ့အဲ့တော့နောက်ဘာဆက်ပြောချင်လဲဆိုတော့ခင်ဗျားတို့တက်တူးထိုးဖို့ကြတာပေါ့နော်တက်တူးထိုးတဲ့အခါကျရင်ဘယ်လိုပုံတွေကိုထိုးကြလဲပေါ့ကျွန်တော်ကတော့အဲ့လိုပုံတွေပါပြီးထည့်တယ်ကျွန်တော်ယုံကြည်ချက်ခံယူချက်တစ်ခုခုစာသားဖြစ်ဖြစ်ပေါ့နော်ဒါမှမဟုတ်ပုံဆိုလို့ရှိရင်လည်းကျွန်တော်ယုံကြည်ချက်နဲ့ဆိုင်တဲ့ပုံမျိုးထိုးရင်ပိုကောင်းမယ်လို့ကျွန်တော်ယူဆကျွန်တော်ထိုးရင်တော့အဲ့လိုမျိုးပဲထိုးပြမှာပေါ့အဲ့တော့ခင်ဗျားတို့မှာအဲ့လိုမျိုးအယုံအကြည်အခိုင်အမာကြိုက်တဲ့စကလုံးပဲဖြစ်ဖြစ်အယူဆဖြစ်ဖြစ်ရှိတာပေါ့နော်အဲ့တော့ခင်ဗျားတို့ကြိုက်တယ်ပေါ့နော်ရုပ်ရှင်ဇဝင်ကန်းတော်၎င်းကြပြစာသားတစ်ခုခုတော်၎င်းကိုပိုင်ယုံကြည်ချက်တစ်ခုခုတော်၎င်းခင်ဗျားတို့မှာရှိကြသလားပေါ့နော်တွေ့နေဆိုလို့ရှိရင်သူ့ရဲ့ဒီနောက်ဆုံးသူအုပ်ကူပေါ်မှာဝေးသွားတဲ့အခါဆိုပြီးတော့ရေးထားတယ်ပေါ့နော်ဒီကြပြဆရာမောင်ချုံးတယ်ဆိုရင်သူဘဝမှာရင်းကား6ခုမလို့ပေါ့နော်ရန်သူမိတ်ဆွေစစ်စစ်နဲ့ရန်သူစစ်စစ်ပဲလိုတယ်ဆိုတော့ဟာမျိုးပေါ့နော်ကျွန်တော်ပြောတာအတိအကျမဖြစ်ရင်လည်းအခွင့်လို့ပါပေါ့နော်အဲ့ဒီသဘောပေါ့အဲ့လိုပဲခင်ဗျားတို့မှာရောအဲ့လိုယုံကြည်ချက်တစ်ခုခုရှိပြီလားပေါ့နော်တော့မှာရိုင်းကြိုက်ရတဲ့အဲ့လိုရုပ်ရှင်ဇာတ်ဝင်ကန်းတွေရှိတယ်ပေါ့နော်ဒီနေ့နေပြီးတော့ကျွန်တော်ဒီနေ့နှစ်ခုကျွန်တော်ပြောပြမယ်ပေါ့နော်ပထမတစ်ခုကကြတော့ဘာလဲဆိုတော့အားလုံးကြည့်ခုကြမယ်ထင်ပါတယ်try ဇာတ်ဝင်ကန်းပေါ့နော် try ကဟိုပေါ့နော်အချင်းချင်းပြောလို့ရှိရင်မကြည့်ဘူးတဲ့သူတွေလည်းရှိမှာဆိုတော့ try မျိုးကိုပြောဗျာဒီ grid တွေကသွားပြီးတော့တိုက်တာပေါ့နော်အဲ့အချိန်မှာဒါပေါ်တော့အလွယ်ပြောရင်ဒါသူရဲ့ကောင် Achilles ရှိတယ်ဗျာ Achilles ကနေပြီးအဲ့ try မျိုးတွေကနေပြီးတော့ပထမချင်းသွားတိုက်တဲ့ကောင်သူတို့က net ဆရာမလေးကိုတိတ်လာတယ် net ကုန်းတွေကိုဖျက်ဆီးခဲ့တယ်ဗျာ try မျိုးတော့မရသေးပေါ့နော်အဲ့ချိန်မှာသူ့ရဲ့စကန်ကို net ဆရာမလေးကိုခေါ်လာပြီးတော့ပြောရရင်တော့သူအပိုင်သိမ်းလိုက်တာပေါ့နော်အစပိုင်းမှာတော့ net ဆရာမလေးလည်းသူ့ကိုဟိုအရင်ဆိုင်ဘာညာပေါ့နော်ဆဲတာဆိုတာအာခီလီယာရိုက်တာနဲ့တာလည်းရှိခဲ့တာပေါ့နော်အဲ့မှာနောက်ပိုင်းကျတော့အာခီလီစ်ကဒီလက်ဆရာမလို့တကယ်သူကြိုက်ရတာပေါ့အဲ့ချိန်မှာဘာဖြစ်လဲဆိုတော့အမြန်ချုပ်ပြီးတော့ပြောရရင်တော့ဗျာဒီ try mu တွေကဘယင်ကနေပြီးတော့အာခီလီစီကိုဟိုလာပြီးတော့ဟိုဘယ်လိုပြောမလဲသူသားရဲ့အာခီလီစ်ကအဲ့ try ရဲ့မင်းသားနဲ့စီစဉ်ထိုးပြီးတော့နိုင်တဲ့အချိန်မှာဒီ try မင်းသားရဲ့ရုပ်လောင်းအာခီလီစ်ကသူ့စကန်ကိုတဲလာတာအဲ့ချိန်မှာအဲ့သူ့ဘယင်ကနေပြီးတော့အာခီလီစ်ကိုသူသားရဲ့ရုပ်လောင်းတော့ပြန်ပေးပါပေါ့နော်သူကောင်းကောင်းမွန်မွန်တကြိုးချင်းကိုပြန်လာတောင်းတဲ့အချိန်သူကဒီဘယင်ကိုသူတားရဲ့ရုပ်လောင်းပြန်ပေးရပေါ့အဲ့အချိန်မှာမှစောစောကအာခီလီစ်နဲ့ဒီဟိုဘယ်လိုပြောရမလဲအာခီလီစ်သိမ့်ပိုက်လာတဲ့နက်ဆီယာမာလေးပေါ့နော်အဲ့ try ရဲ့နက်ဆီယာမာလေးကပြန်ပေါ်လာတယ်အဲ့အချိန်မှာဒီ try ရဲ့ဘယင်ကနေနက်ဆီယာမာလေးကိုပြန်ခေါ်သွားတော့မယ်အခါပေါ့နော်အဲ့အချိန်မှာအာခီလီစ်ကနက်ဆီယာမာလေးကိုနှုတ်ဆက်အဲ့နှုတ်ဆက်တဲ့အချိန်မှာသူပြောခဲ့တဲ့စကားရှိတယ်အဲ့စကားကျွန်တော်အမြဲအမှတ်ရမယ်ပေါ့နော်တကယ်လို့ကျွန်တော်ခန္ဓာကိုယ်ကတူးထိုးဆုံးတော့ပဲလို့ဘုရားနဲ့စကားလုံးပေါ့နော်အဲ့ဒါဘာလဲဆိုတော့ရိုးရိုးရှင်းရှင်းလေးပါပဲ if I hurt you ပေါ့ it's not what I wanted ပေါ့နော်ငါမင်းကိုနာကျင်စေခဲ့ရင်ငါမရည်ရွယ်ပါဘူးပေါ့နော်အဲ့စကားပေါ့ကျွန်တော်ရဲ့ဗီဇာဟိုကျွန်တော်ဒေါသကြီးရယ်ဗျတခါတလေကြာအဲ့လိုမျိုးဒေါသကြီးပြီးတော့တကယ်စိတ်ထဲမှာတော့မပါဘူးပေါ့ဗျာဒါပေမဲ့တခါလေကြာရင်ပြောမိဆိုမိတာရှိတယ်ဗျအဓိကတော့ကျွန်တော်ကဘယ်နေရာမှာကျွန်တော်စိတ်မကောင်းဖြစ်လဲဆိုတော့ဟို main ကလေးနဲ့ပတ်သက်ပြီးတော့ပေါ့နော် main ကလေးဆိုကျွန်တော်ဘယ်လိုပြောမလဲကအပွင့်လည်းပြောရရင်တော့ကျွန်တော်ကောင်းမလေးပေါ့နော်အဲ့လိုမျိုးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကတခါတလေကြာရင်အဲ့လိုမျိုးဟိုဒေါသကြီးပြီးတော့အောင်မိတာရှိတာပေါ့နော်အဲ့တော့အကြိုင်းဆိုင်တယောက်လို aura မျိုးတော့မဟုတ်ဘူးဗျာတကယ်တမ်းတော့တခါလေမှာစိတ်ထဲမှာဘယ်လိုပြောမလဲပွင့်လင်းပြောရဗျာအရန်မျိုးခံစားရခက်ပြီးတော့အရန်ဟိုဘယ်လိုဒုက္ခရောက်စေတဲ့ခါကျတော့မခံစားနိုင်မင်းနဲ့អော်မိတာမျိုးပေါ့လေဒါပေမဲ့ကျွန်တော်ကချက်ချင်းပြန်ပြီးတော့ပြောပြပါတယ်ပြီးတော့လေသူတို့လည်းဒီကျွန်တော်ကအဲ့လိုမျိုးအချင်းရှိတဲ့ကြောင့်ပြောအရင်နဲ့ကြိုပြီးတော့ပြောပြထားတယ်ဗျာကျွန်တော်ကအိမ်နဲ့ဆိုလည်းတခါလေးမှာဒီလိုပဲဒေါသတကြီးអော်မိတတ်တယ်ဗျာအဲ့ဒါပေမဲ့ဟိုကျွန်တော်မှအချင်းတစ်ခုကကျွန်တော်အဲ့လိုអော်ပြီးသွားရင်ဒါတကယ်ကိုကျွန်တော်စိတ်မထိန်နိုင်ပါပဲអော်တာမျိုးဗျာဟိုအားတိုင်းအားတိုင်းអော်နိုင်မျိုးတော့မဟုတ်ဘူးနော်ပြန်ချက်ချင်းပြန်တောင်းမှန်တယ်ပေါ့နော်အားကြောင့်မလို့ကျွန်တော်ကဘာစဉ်းစားမိလဲဆိုတော့ကျွန်တော်ရဲ့ဒီ account နာမည် butterfly RPC ဆိုတာဒီ butterfly ဆိုတာလက်ပြဆိုတာဟိုးရတော့ကျွန်တော်လိုချင်တဲ့ဘဝပေါ့နော်ဘာလဲဆိုတော့ဒီအညစ်အကြေးတွေနဲ့လောကကြီးထဲမှာဒီလက်ပြတွေကဟိုပေါ့နော်ဒီအညစ်အကြေးတွေကိုပတ်သက်ဆက်ဆံရမလို့ပဲနဲ့ဒီပန်းမွန်လေးတွေဟ
ပေါ့နော်ဒီဝတ်မုံကူးမယ်ပေါ့နော်အမွှေးနှမ်းတာတွေနဲ့ပဲအသက်ရှင်နေထိုင်ရတဲ့ဘဝပေါ့ဒါပေမဲ့အဲ့ဒါအရန်စိတ်ကူးရင်ဆန်တော့ပါတယ်အခုနောက်ပိုင်းမှာကျွန်တော်အများနဲ့ပြောနေကြစကားရှိပါတယ်ဘာဖြစ်ချင်လဲဆိုရင်ကျွန်တော်ကအဲ့လိုလင်းမွေတကောင်ဖြစ်ချင်တယ်ပေါ့နော်လင်းမွေကဘာဖြစ်လို့ဖြစ်ချင်လဲဆိုတော့ကျွန်တော်ငယ်ငယ်တော့ပုံမြင်တစ်ပုတ်ကြားဦးတယ်ဗျလင်းမွေဆိုတာမွေတွေထဲမှာသူကအစိတ်အပြင်းဆုံးပဲပေါ့နော်ဒီနေ့ကျတော့လင်းမွေကြီးကအဲ့လိုမျိုးဒီဖျားဇီဒီရဲ့အရေးကိုပေါ့နော်သူရန်သူထင်ပြီးတော့မှားပြီးတော့ပေါက်လိုက်မိတယ်ပေါ့နော်အဲ့ချိန်မှာသူဖျားရဲ့အရေးကိုပေါက်လိုက်မိဆိုနောက်သားရပြီးတော့သူ့ရဲ့အစိတ်တွေအကုန်လုံးအန်ထုတ်ပြီးတော့သူကတက်လုံးဒီအစိတ်တွေကိုပြန်ပြီးတော့အသုံးမပြုတော့ဘူးเนาะအဲ့လိုဂရိတစ္ဆာပြုလိုက်တော့ပါအဲ့ချိန်မှာမှစောပြောတဲ့သူ့ရဲ့အစိတ်တွေကိုပြောစိတ်တွေကင်းမီကောက်တွေတခြားကစ်ချင်များတွေကလာစားပြီးတော့အစိတ်ရှိတဲ့တော်ဝါဖြစ်သွားတာပေါ့เนาะအဲ့သူကတော့တက်လုံးအစိတ်မရှိတော့အစိတ်ကိုလည်းမသုံးတော့ဘူးပေါ့ဒါကတော့ပုံမြင်ပေါ့เนาะဒါပေမဲ့ကျွန်တော်ကအဲ့ဒီပုံမြင်ကိုသဘောကျပြီးတော့ကျွန်တော်လင်းမှုကိုဖြစ်ချင်တယ်ပေါ့နော်တကယ်လို့အဲ့လိုမျိုးဖြစ်နိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီလောဘဒေါသတွေအစိတ်တွေအကုန်လုံးအဲ့လိုမျိုးဖះကိုပေါင်းပြီးတော့မွေးတစ်ကောင်လို့အန်ထုတ်ပေါ့နော်ဖះလူပြီးတော့တက်လုံးအစိတ်မရှိကျွန်တော်နေသွားခြင်းတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီကိုယ်ပဲနေတဲ့ဂေါရမမြတ်စွာဘုရားပေါ့နော်ဂေါရမမြတ်စွာဘုရားတော်သိတတ်တာလည်းအသက်29နှစ်အရွယ်မှာပဲသူအားလုံးနမိတ်ကြီးလေးပါမြင်ပြီးတော့အားလုံးထားပြီးတော့တော်ထွက်သွားတယ်ပေါ့နော်ကျွန်တော်လည်းအဲ့လိုပဲဒီအသက်29နှစ်အရွယ်မှာဒီအစိတ်တောက်တွေအကုန်လုံးကိုအန်ထုတ်ဘုရားလူဆွန့်ပစ်ခြင်းတယ်လို့ကျွန်တော်တွေးဘူးတာပေါ့အဲ့အာခီလီစ်ကဒီသူ့ရဲ့နတ်ဆရာမလေးကိုနောက်ဆုံးနှုတ်ဆက်တဲ့အချိန်မှာပြောခဲ့တဲ့စကားပေါ့နော် if I hurt you it's not what I wanted ပေါ့နော်ငါမျိုးကိုနာကျင်စေခဲ့ရင်မရည်ရွယ်ဘူးဆိုလိုပဲပေါ့နော်ကျွန်တော်လည်းအဲ့လိုပဲကျွန်တော်ရဲ့နတ်ဆရာမလေးကိုနှုတ်ဆက်တဲ့အချိန်မှာပြောချင်တဲ့စကားပေါ့နော်ဒါကတော့သူ့မှာမဟုတ်ဘူးပေါ့နော်တခြားသူတွေလည်းကျွန်တော်အဲ့လိုမျိုးတခါလေကြာရင်ဒေါသကြီးပြောခဲ့မိတာရှိလို့ရှိရင်ပေါ့နော်နောက်တစ်ခုကကျတော့သူအဲ့ဒီလူတွေမှမဟုတ်ကျွန်တော်တဘွားလုံးမှာလောက်ခဲ့မိတဲ့ဒီအော်ရာပြောတာလည်းမဟုတ်ဘူးဗျာလူဆိုတော့အမားအယွင်ရှိတာပေါ့နော်အဲ့လိုမျိုးကျွန်တော်မတော်တဆအမားယုံခဲ့တဲ့ဟာတွေအကုန်လုံးအပေါ်မှာ if I had to it's not what I want to ပေါ့နော်တကယ်လို့များကျွန်တော်ဟာခင်ဗျားတို့နာကျင်သေးတဲ့မြည်ရွယ်ပါဘူးဆိုတဲ့စကားမျိုးပေါ့နော်အဲ့တော့အဲ့စကားလုံးကဒီ try ဇဝန်ခံနေရနေပြီးတော့ကျွန်တော်အရန်ကြိုက်တဲ့စကားလုံးပေါ့နော်တကယ်ကျွန်တော်ခန္ဓာကိုယ်ပေါ်မှာတတူးထိုးမယ်ဆိုတော့မှဒါထိုးလို့ရတဲ့စကားလုံးပေါ့နော်ကျွန်တော်အရန်ယုံကြည်တဲ့စကားလုံးပေါ့ဒါပထမတစ်ခုပေါ့နော်နောက်တစ်ခုကကျတော့